အားလုံးပဲမင်္ဂလာပါ iTouch Education ကကြိုဆိုပါတယ်ဒီချေကတော့ iTouch Education ကဒေါက်တာရင်နာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချေက Python Linux မှာအသုံးပြုလို့ရတဲ့ method လေးတွေအကြောင်းကိုမျှဝေပေးခြင်းပါတယ်ဒါကြောင့်မလို့ဗီဒီယိုဆုံးတဲ့အထိအချိန်နဲ့တူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင်အဲ့တော့ဒီမှာတော့Python ကိုသုံးမယ်ပေါ့ IDE မှာတော့ဒီခု Python ကိုသုံးလိုက်မယ်ဟုတ်ပြီအဲ့တော့ Python Linux ကိုမပြောခင်ကျတို့ Linux လေးတစ်ခုကို create လုပ်လိုက်မယ်အဲ့တော့ဒီထဲမှာ my list ဆိုပြီးတော့ list ထဲကိုdata လေးထည့်လိုက်မယ်ပေါ့လေ number တွေပဲထည့်လိုက်မယ်အဲ့တော့2468ဆိုတဲ့ဒီ number လေးထည့်လိုက်မယ်ပေါ့အဲ့တော့ကျတို့ဒါလေးကို print ထုတ်ကြည့်မယ် print my list ဆိုပြီးတော့ဒါကို print ထုတ်ကြည့်မယ်ဆိုရင် run လိုက်လို့ရှိရင်list ထဲမှာထည့်ထားတဲ့2468ဆိုတာကိုပေါ်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့အခုဘာလုပ်မှာလဲဆိုတော့ပထမဦးဆုံး list မှာအသုံးပြုလို့ရတဲ့ method ကappend ဆိုတဲ့ method ဟုတ်ပြီနော်ဒီမှာမြင်လားမသိ append ဆိုတဲ့ method ကလေးကိုပြောချင်ပါတယ် append ကိုမပြောခင်ဘာလဲဆိုတော့ append ကသူက list ထဲမှာရှိတယ် list တစ်ခုလေးကိုပေါ့ data ထည့်ခြင်းတဲ့အခါမှာကျတော့ append ကိုသုံးတယ်ဘယ်နေရာကို data ထည့်လဲဆိုတော့တွတ်တူလေးကျတော့ရွေးလို့မရဘူးသူကနောက်ဆုံးမှာပေါ့ list ရဲ့နောက်ဆုံးကိုလာပြီးတော့ data လာထည့်မှာဖြစ်ပါတယ်အဲ့တော့ဒီချက်က append ကိုသုံးပြပါမယ် my list dot append ဆိုပြီးတော့ထည့်လိုက်အဲ့30ကိုထည့်မယ်ပေါ့30ကိုထည့်မယ်ပြီးွားရင် print my list ဆိုပြီးတော့ my list ကိုထုတ်ကြည့်ရင်ဒီမှာခုနကထည့်ထားတဲ့30ကိုထည့်သားမှာဖြစ်ပါတယ်ဟုတ်ပြီထည့်အောင်မယ်ဒီချက်က my list ပေါ့ခုနက listing လေးက my list dot append ဆိုပြီး12ကိုထည့်လိုက်မယ်ဒါဆိုရင်ဒါကိုလည်း print ထုတ်ကြည့်လိုက်မယ်ပေါ့ချက်က print my list ဆိုပြီးတော့ထုတ်ကြည့်ရင်12ကိုနောက်ဆုံးနေရာမှာပေါ့လာထည့်မှာဖြစ်ပါတယ်အဲ့တော့ဒါပထမဦးဆုံးကတော့ append method လေးကဘာလုပ်ပေးရလဲဆိုတော့ list ထဲကို data ထည့်ချင်ရင် append ကိုသုံးတယ်ဘယ်နေရာမှာထည့်တာလဲဆိုတော့ list ရဲ့နောက်ဆုံးကဏ္ဍရဲ့နောက်မှာပေါ့ list ထဲမှာရှိနေပြီးသားနောက်ဆုံးကဏ္ဍရဲ့နောက်ကိုနေရာအဲ့နေရာမှာပေါ့ data လေးလာထည့်ပေးတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုအဲ့တော့နောက်တစ်ခုဆက်သွားမယ်print လေးတွေကိုတခါပိတ်လိုက်မယ်အဲ့တော့ okay ဟုတ်ပြီအဲ့တော့ print နေဆိုရင်ဒီမှာ output ပြနေရှုပ်နေမှာဆိုလို့ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ဘာတင်မှာလဲဆိုတော့ extend ပေါ့ extend ဆိုတဲ့ method ကလေးအကြောင်းကိုတင်မှာဖြစ်ပါတယ်အဲ့တော့ဒီချက်မှာ my list ရှိတယ်ပေါ့အဲ့တော့ my list 1ဆိုပြီးတော့ထားလိုက်မယ်ခုနကmy list เนาะအခု my list 1နဲ့မှာဒီချက်က13509ဆိုတဲ့ mark ကဏ္ဍတွေထည့်လိုက်တယ် extend ကဘာလုပ်ပေးရလဲဆိုတော့ list နှစ်ခုကိုပေါင်းခြင်းတဲ့အခါမှာသုံးတယ်အဲ့တော့ my list dot extend ဆိုပြီးဘယ်သူနဲ့လာပေါင်းပါလဲဆိုတော့လေ my list 1နဲ့လာပေါင်းပါဒါဆိုရင်print ထုတ်လိုက်မယ် my list ကို print ထုတ်လိုက်မယ်ဒါဆိုရင်ဘယ်လိုထွက်လာမလဲဆိုတော့ခုနကဒီချက် my list မှာငကိုရှိပြီးသားက246810ဆိုတာက my list မှာရှိပြီးသားအဲ့ဒါကိုဒီချက်က extend ဆိုတဲ့ method ကလေးကိုသုံးပြီးတော့နောက်ထပ် list တစ်ခုကိုရှိပြီးသား list နေရာမှာနောက်ထပ် list တစ်ခုကိုလာပြီးတော့ပေါင်းထည့်ခြင်းတယ် list နှစ်ခုကိုပေါင်းချင်တယ်ဆိုရင်တော့အခြေလို့ဘာကိုသုံးလဲဆိုတော့ extend ကိုသုံးပါတယ်list တစ်ခုကိုပေါင်းတယ်ဆိုတာကဏ္ဍတွေပေါင်းတာမဟုတ်ဘဲနဲ့ရှိပြီးသား list တွေကိုနောက်ထပ် list ကဟာကိုလာပြီးပေါင်းထည့်တာပေါ့။list 1နဲ့က list 1နဲ့ကို list 2ကိုလာပြီးပေါင်းထည့်တယ်ဆိုတဲ့ပုံစံပေါ့။ဒီထဲမှာ my list ဆိုတဲ့ဟာရှိတယ်။ my list ထဲကို my list 1နဲ့က data ကိုလာပြီးတော့ပေါင်းထည့်ခြင်းတယ်ဆိုရင်ကျတို့ဘာကိုသုံးလဲဆိုတော့ extend ဆိုတဲ့ method ကလေးကိုသုံးမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ Okay အဲ့တော့ extend ကိုလည်းသဘောပေါက်ပြီလို့ထင်ပါတယ်။နောက်တစ်ခုသွားပါမယ် insertနောက်ထပ် method လေးတစ်ခုကတော့ insert ဆိုတဲ့ method ကလေးပါ insert ဆိုတဲ့ method ကလေးကဘာလုပ်ပေးလဲဆိုတော့လေ तू ကလေ data insert လုပ်ပေးခြင်းတယ် data insert လုပ်တဲ့အခါမှာသုံးတယ်ပေါ့အဲ့တော့ data insert လုပ်တဲ့အခါမှာ append ကိုတူတူပဲလေ append ကိုသုံးလို့မရဘူးလားဆိုတော့သုံးလို့ရတယ် data insert လုပ်တဲ့အခါမှာ append နဲ့ insert နဲ့ပါကွာလဲဆိုတော့ append ကတော့ list ရဲ့နောက်ဆုံးနေရာမှာလာပြီးတော့ data ထည့်တာဖြစ်ပြီးတော့ insert ကတော့ကိုထည့်ခြင်းတဲ့ index number ကိုရွေးပြီးတော့ထည့်လို့ရတယ်ဟုတ်ပြီဒီချက်ရေးလိုက်မယ်ကွာအဲ့တော့ fruit ဆိုပြီးတော့ချက်မှာfruit ဆိုပြီးတော့ list လေးတစ်ခုရှိတယ်အဲ့တော့ string လေးပေါ့လေအဲ့တော့ SMA apple ထည့်ထားမယ်ဒီချက်ကorange ထည့်ထားမယ် banana လိုက်နော်banana ထည့်ထားမယ်ပြီးသွားရင်cherry ထည့်ထားမယ်ပေါ့ဟုတ်ပြီအဲ့တော့fruit dot insert ပေါ့ fruit dot
insert ဆိုပြီးတော့ဒီတစ်ထည့်မယ်အဲ့တော့ဘယ်မှာထည့်မှာလဲဆိုတော့1နေရာမှာထည့်မှာဘာကိုထည့်မှာလဲဆိုတော့ကျ mango ကိုလာထည့်မယ်ဟုတ်ပြီနော် mango ကိုလာထည့်မယ် print ဆိုပြီးတော့ကျ fruits ကို print ထုတ်ကြည့်မယ်အဲ့တော့ဘာလေးထွက်မလဲဆိုတော့ချက်မှာခုနက fruits တဲမှာရှိပြီးသားက apple တို့ orange banana cherry ဆိုတဲ့ဟာရှိပြီးသားအဲ့ထဲကိုကျဲက fruit.insert ဆိုပြီးတော့ထည့်လိုက်တဲ့အခါမှာ mango ကိုထည့်လိုက်ပဲအနေရာမှာလဲဆိုတော့ index number 1နေရာမှာထည့်တော့ဒါလေးကို run ကြည့်ရင်အဲ့တော့ index number 1ဆိုတော့ချက်ရှိမှာတွေက list ပြောတဲ့ကတင်ထားပြီးသားเนาะအဲ့တော့ဒီမှာ apple က index number 0မှာရှိတယ်အခုအရင်အဟောင်း fruit list မှာဆိုရင်เนาะ orange က1နေရာမှာbanana က2နေရာမှာ cherry က3နေရာမှာရှိတယ်အခုဒီချက်က index number 1နေရာမှာ mango ကိုလာထည့်လိုက်တော့ဒီချက် apple က0 index number 0 mango က1နေရာမှာလာဝင်သွားပါတယ်အဲ့တော့ apple က list ရဲ့နောက်ဆုံးမှာဒီတစ်ထည့်ကြည့်ရင်ကျတော့ apple ကိုသုံးပြီးတော့ list ရဲ့ index number ဘယ်လောက်မှာတော့ဒီလာထည့်ချင်ပါတယ်ဆိုရင်တော့ကျတို့က insert ကိုသုံးမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုremove ပေါ့ remove ဆိုရင်sorry fruit dot remove ဆိုပြီးတော့ရေးလိုက်မယ်အဲ့ဒါဆိုရင်ဒါကဘာလို့တာလဲဆိုတော့နောက်တစ်ခု method ပေါ့နောက်ထပ် method က remove ဆိုတဲ့ method အဲ့တော့ remove ကဘာလို့ပေးရလဲဆိုတော့ fruit ထဲမှာဒီအပြင် list ထဲမှာရှိတဲ့ data အားလုံးကိုဖျက်ချင်တဲ့ခါမျိုးမှာကျတော့ remove ကိုသုံးပါတယ်ဟုတ်ပြီနော်အဲ့တော့ remove ဟို data အားလုံးဖျက်ချင်တာမဟုတ် sorry data တစ်ခုခုကိုဖျက်ချင်တာပေါ့အဲ့တော့ခြေက banana ကိုဖျက်ချင်တယ်အဲ့တော့ banana ကိုဖျက်ချင်တယ်ပြီးသွားရင်ဒီခြေဒါလေးကိုပဲ fruit ကိုပဲပြန်ထုတ်လိုက်မယ်ဟုတ်ပြီနော် data အားလုံးမဟုတ်ဘူးနော် data တစ်ခုခုမှခြေက banana ကိုဖျက်ချင်ရင် banana ကိုထည့်လိုက်ပေါ့ဒါဆိုရင် fruit ထဲမှာ banana ပြတ်သွားမှာဖြစ်ပါတယ်ဒီမှာ list နှစ်ခုရှင်းပြထားပါတယ်မှတ်မိရတွေ့ရနော်ဒီမှာဆိုရင်ဒီမှာ apple mango ဒါရှိပြီးတော့နောက်တစ်ခုက remove ကိုသုံးလိုက်တဲ့ဟာပါဟုတ်ပြီနော် remove ကိုသုံးလိုက်တော့အခြေက fruits.remove ဆိုတဲ့ method ကလေးကိုသုံးတယ်ဘာကိုဖြတ်မှာလဲဆိုတော့ banana ကိုဖြတ်လိုက်တယ်ပြီးွားရင်ဒီချေ fruit လေးကိုပြန်ပြီးတော့ထုတ်ပြလိုက်အခါမှာဒီချေပြန်ထုတ်လိုက်တဲ့ fruit လေးမှာဘာရှိတော့လဲဆိုတော့ဘာမရှိတော့ဘူးလဲဆိုတော့ banana ရှိမှာမဟုတ်တော့ပါဘူးဟုတ်ပြီနော်ဒါက remove ဆိုတဲ့ method ကလေးကိုသုံးပြပေးတာဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ခုဆက်သွားပါမယ်ဒါလေး comment ပေးလိုက်မယ်ဟုတ်ပြီနောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကဘာလဲဆိုတော့ချေတို့ pop ဆိုတဲ့ method ကလေး pop ဆိုတဲ့ method ကလေးကလည်းဘာလို့ပြရလဲဆိုတော့ remove နဲ့တူတူပဲဒါပေမဲ့သူက return ပြန်ပေးတယ်ဘာ return ပြန်လဲဆိုတော့ကို remove လုပ်လိုက်တဲ့ item လေးဘာလေးပါဆိုတဲ့ဟာလေးကို return ပြန်ပေးတယ်ဟုတ်ပြီနော်အဲ့ကျဒါလေးစမ်းကြည့်အောင်ဟုတ်ပြီအဲ့တော့ဒီထဲမှာvariable တစ်ခုထားလိုက်မယ်ပေါ့ less item ပေါ့လေ less item တဲကိုထည့်လိုက်မယ် fruit.pot ဆိုပြီးတော့ထည့်လိုက်မယ်ဟုတ်ပြီနော် fruit.pot အဲ့တော့ fruit.pot ဆိုရင်ဒါလေးပဲချိန်ရေးပြမယ် fruit.pot ဆိုရင်ဘာထုတ်မှာလဲဆိုတော့ print ဆိုပြီးတော့ fruit ကိုထုတ်ပြမယ်ဟုတ်ပြီနော်ချက်ဒါလေးခဏလေးဒါလေးကိုချက်ဒါလေးဟုတ်ပြီနော်ချက် insert လုပ်လိုက်တယ် remove ကဖြစ်လိုက်ပြီနော် banana ကိုဖြစ်လိုက်တဲ့ဟာလဲပေါ်သွားပြီဟုတ်ပြီအဲ့တော့ pop အခုသင်မဲ့ဟာ pop ဆိုတဲ့ method ကလေး pop ဆိုတဲ့ method ကလေးကဘာလုပ်ပေးလဲဆိုတော့ဖြတ်ပေးတယ်ပေါ့ remove နဲ့တူတူပဲပြောမှာ remove နဲ့ဘာကွာလဲဆိုတော့ချက်ပြီးမှရှင်းပြမယ်အခု pop ဆိုတဲ့ method ကလေးကိုသုံးပြီးတော့ထွက်သွားတဲ့ဟာ pop ကဘာဖြတ်ပေးရလဲဆိုတော့ remove ကလေကိုဖြတ်ချင်တဲ့ item ကဘာလေးကိုဖြတ်ပေးပါဆိုရင်ဖြတ်သွားအောင်pop ကကြတော့နောက်ဆုံးကကောင်ကိုဒီမှာကြည့်လေကျဲမှာဆိုရင် apple ရှိရယ် mango ရှိရယ် orange ရှိရယ် cherry ရှိရယ် fruit.pot ဆိုတာ ਨੇ ဘယ်သူဖြတ်သွားပြီလဲဆိုတော့နောက်ဆုံးက item က detail လေးပြတ်သွားပြီဟုတ်ပြီနော်နောက်ဆုံးက item လေးဒီမှာ cherry ပါနောက်ဆုံးက list ထဲမှာရှိတဲ့နောက်ဆုံး item က data လေးဖြတ်ပေးတယ်ပြီးသွားရင်လေသူကဘာ return ပြန်လဲဆိုတော့လေဖြတ်ပေးတဲ့ကောင်ကဘာလေးပါဆိုတဲ့ဟာလေး return ပြန်ပြီးရဒါကြောင့်မို့လို့ဒီချက်က less item နဲ့ fruit.pop ကနေပြီးတော့ value တစ်ခု return ပြန်တယ်ဘာလဲဆိုတော့ဖြတ်လိုက်တဲ့ကောင်ကို return ပြန်တယ်အဲ့တော့ဖြတ်လိုက်တဲ့ကောင်ကိုကျဲဘယ်ထည့်လိုက်လဲဆိုတော့less item နဲ့ထည့်လိုက်တယ်ပေါ့အဲ့တော့ဒီချဲထုတ်ကြည့်ပါအောင်မယ်အဲ့တော့ print less item ကိုထုတ်ကြည့်ရင်ဘာတွေ့မလဲဆိုတော့ဖြတ်လိုက်တဲ့ကောင်ဘာဖြတ်လိုက်တာလဲ cherry ဆိုတဲ့ item လေးဖြတ်လိုက်တာတွေ့ပါပြီဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုဆက်သွားမယ်အဲ့တော့ဒီချက်ရေး pot ကနောက်ဆုံးက index ပဲအဲ့တော့နောက်ဆုံးက index က data ပဲဖြတ်လို့ရတာလားတခြား data ဖြတ်လို့ရအောင်လားဆိုတော့လေဖြတ်လို့ရပါတယ်ကိုကြိုက်တဲ့ index item ကိုဖြတ်လို့ရပါတယ်ဒါဆိုရင်တော့ pop ကိုဒီတိုင်းမသုံးတော့ဘဲနဲ့ဒီမှာလေးဆိုတော့ကိုဖြတ်ချင်တဲ့ index number လေးပေးရပါဒါဆိုရင်ဒီချက်က
second item လို့ရေးလိုက်မယ်နော် second item တွေကို fruit dot ပေါ် index number 1ကပေါ့လေအဲ့တော့ဒီမှာဆိုဘာဖြစ်သွားမလဲဆိုတော့ second item ဆိုတော့first item က apple second item က mango ဖြစ်သွားမယ် third item က index number 2မှာဆိုရင် orange ရှိမယ်အခု index number 1ကဟာဆိုဘာဖြစ်သွားမလဲဆိုတော့ mango ပြတ်သွားမယ်အဲ့တော့ဒီချက်print ဆိုပြီးတော့ဒီချက် second item ကိုထုတ်ကြည့်မယ်ပြီးသွားရင် print ဆိုပြီးတော့ fruits ကိုလည်းထုတ်ကြည့်မယ်ဒါဆိုရင်အားလုံးမြင်သာပါပြီဟုတ်ပြီနော်သူဖြတ်လိုက်တာလေးက mango ဒီချက်မှာ already ရှိထားပြီးသားက apple mango orange ဆိုတာချက် fruits ထဲမှာရှိပြီးသား fruit list ထဲမှာဒါလေးတွေရှိတယ်ဒီသုံးခုရှိတယ်ပေါ့ပြီးသွားရင်ဒီချက်ဖြတ်လိုက်တဲ့ဟာလေးက mango ကိုဖြတ်လိုက်တယ် second item ထဲမှာ mango ဝင်သွားတော့ mango ကိုဖြတ်လိုက်တယ်ပြီးတော့နောက်ဆုံးကျန်တာက mango ပြတ်သွားတော့ second item mango ပြတ်သွားတော့index number 1က mango ပြတ်သွားတော့ဘာပဲကျန်လဲဆိုတော့ apple နဲ့ orange ပဲကျန်မှာဖြစ်ပါတယ်ဒါကတော့ဒီချေတို့ insert တို့ remove တို့ pop တို့ကိုအသုံးပြုတဲ့ပုံစံလေးတွေဖြစ်ပါတယ်ဟုတ်ပြီအားလုံး like မိရထင်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီချေနောက်ထပ်အသစ်တက်ပါမယ် clear ကတော့ရှင်းတယ်fruits dot clear ဆိုရင်ဘာပြတ်သွားပြီလဲဆိုတော့လုံးဝ fruits မရှိတော့ဘူးပေါ့အဲ့တော့ fruits dot clear ဆိုပြီးတော့ print ဆိုပြီးတော့ဒီထုတ်ကြည့်လိုက်မယ် print ဆိုပြီးတော့ဘာထုတ်မှာလဲဆိုတော့ fruits ကိုထုတ်ကြည့်ရင် empty list ထွက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ empty list ထဲမှာဘာမှမရှိတော့ဘူးဒီမှာဟုတ်ပြီနော် empty list ထွက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခု method ကလေးကချက်ထားလေးဖြတ်လိုက်တော့မယ်နော်ဟုတ်ပြီဒါလေး clear လုပ်လိုက်မယ်ပေါ့ okay အဲ့တော့နောက်ထပ်တစ်ခု method ကလေးကဘာလဲဆိုတော့ index ဒီချက်မှာ index ဆိုတဲ့ method ကလေးအကြောင်းကိုရှင်းပါမယ်အဲ့တော့ index number ဘယ်လောက်လို့ထုတ်ပေးတယ်ပေါ့လေဒါမျိုးပေါ့ဟုတ်ပြီအဲ့တော့ချက်မှာ color ဆိုတဲ့ list လေးရှိတယ်အဲ့တော့ red green ချက် blue ထားပါတော့ white black pink ပေါ့ black ရယ် pink ရယ် black pink okay pink ရယ်ပြီးရင်ဘာထက်လာမလဲဆိုချေ white ထက်လာမယ်ပဲထားပါတော့ဟုတ်ပြီနော်ဒါဒီချေ print color ဆိုပြီးတော့ color ကိုထုတ်ကြည့်ရင်ဒီချေထုတ်ထားတဲ့ဒီချေထည့်ထားတဲ့အတိုင်းပဲကြာရင်ထွက်လာမှာပေါ့ဟုတ်ပြီအဲ့တော့ဘာလဲဆိုတော့ index ဆိုတဲ့ method ကလေး color dot index ကလည်း pop လို့ပဲ तू က return ပြန်ပေးပါတယ်ဟုတ်ပြီနော်ဒီ white က index number ကိုသိချင်တယ်ဆိုပြီးတော့ white ဆိုပြီးတော့ပေးလိုက်တဲ့ index ဆိုတဲ့ method ကလေးကိုသုံးတယ်ဘာ return ပြန်ပေးလဲဆိုတော့ position လေး return ပြန်တယ်ဒီနေ့အဖြစ် index number ပေါ့အဲ့တော့ print ဆိုပြီးတော့ဒီချေကဒီ POS ထဲမှာ return ပြန်ထားတဲ့ဟာလေးရှိမယ်ဘာမြင်ရမလဲဆိုတော့ဒီချေ3မြင်ရပါမယ်အဲ့တော့ဒီချေ color ဆိုတဲ့ list ထဲမှာဘာရှိလဲဆိုတော့white ကနှစ်ခါပါတာရှိတယ်ပထမဦးဆုံး index ရဲ့အလုပ်လုပ်ပုံကိုရှင်းပြပါမယ် index ရဲ့အလုပ်လုပ်ပုံကသူက list ထဲမှာရှိတဲ့ကိုရှာတဲ့ item ရဲ့ index number ကိုထုတ်ပေးရဒါပထမအချက်နောက်တစ်ခုအဲ့ item ကလေနှစ်ကြိမ်ပါနေရင်နှစ်ခါတစ်ကြိမ်ပါနေတနည်းအားဖြင့်ကွာကျတော့တစ်ခုတက်ပို့ပြီးပါနေလို့ရှိရင်ပထမဦးဆုံးတွေ့တဲ့ first occurrence မှာတွေ့တဲ့ index number ကို return ပြန်ပါတယ်ဟုတ်ပြီနော်ပထမဦးဆုံး index ရဲ့အလုပ်လုပ်ပုံကဒီချက်ရဲ့ list ထဲမှာရှိတဲ့ကိုရှာခြင်းတဲ့ item ရဲ့ index number ကို return ပြန်ပေးပါတယ်အကယ်၍များကိုရှာခြင်းတဲ့ item လေးကတစ်ခုတက်ပို့ပြီးတော့ပါနေတယ်ဆိုရင်တော့ပထမဦးဆုံးတွေ့တဲ့ first occurrence တွေ့တဲ့ item ရဲ့ index number ကို return ပြန်ပေးတာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီချက်က white က2နေရာမှာပါနေတယ်ဟုတ်ပြီနော်ဒီအဲ့တော့3နေရာမှာကော7နေရာမှာကောပါနေတယ်ဒါကြောင့်မို့လို့6ပေါ့လေအဲ့တော့ဒီညမှာဆိုရင်ဘာပဲ return ပြန်မလဲဆိုတော့ဒီမှာ3ပဲ return ပြန်မှာဖြစ်ပါပထမဦးဆုံးတွေ့တဲ့ဟာပေါ့ဟုတ်ပြီနော်မဟုတ်ဘူးဒီချက်ကြီးနောက်က white က index number ကိုရှာခြင်းတယ်ဆိုရင်တော့ဘာပေးရမလဲဆိုတော့ကိုဘယ်ကစရှာပါဆိုတဲ့ဟာမျိုးလေးထည့်ပေးလို့ရပါတယ် white ကိုရှာမယ်0ကစမရှာဘူးဟေ့4မှာစရှာမယ်4မှာစရှာလို့တွေ့တဲ့ index number ကအစမယ်ဆိုရင်တော့ဒီလိုအခြေအနေမှာဆိုရင်တော့ဒီချေဘာ return ပြန်မလဲဆိုတော့ဒီနေရာ POS လေးက6 return ပြန်မှာဖြစ်ပါတယ်ဘာမှမပြောထားရင်0ကစရှာပြီးတော့ဆက်အဲ့ item ကိုဆက်တွေ့တဲ့ index number ကို return ပြန်တယ်မဟုတ်ဘူး
တခုတည်းပို့ပြီးရှိတယ်ဆိုရင်တော့ first occurrence ကို return ပြန်တယ်မဟုတ်ဘူးဒီခေတ်တို့ကဘယ်နေရာကစရှာတယ်ဆိုတော့ stack လေးကိုလည်းစပေးလို့ရတယ်ဒါဆိုရင်0ကစရှာမှာမဟုတ်ပါနဲ့ကိုပေးတဲ့ index number ကစပြီးရှာတဲ့တွေ့တဲ့အခန်း number ကို return ပြန်မှာဖြစ်ပါတယ်ဒါကတော့ဒီခေတ်တို့ index ရဲ့အလုပ်လုပ်ပုံဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီဒါလေး comment ပေးလိုက်မယ်နော်နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကလေဘာတင်မလဲဆိုတော့ဒီကောင့်ဆိုတဲ့ဟာလေးတင်မယ်ဟုတ်ပြီနော်နောက်တစ်ခုကကောင့်ဆိုတဲ့ method ကလေးအကြောင်းကိုတင်ပါမယ်ကောင့်ဆိုတဲ့ method ကလေးကတစ်ချက်မှာ number ဆိုပြီးတော့ list လေးရှိတယ်ပေါ့ကွာဒီချက်မှာ1 2 2 1 2 2 2 3 2 1 1 2ခိုင်းတာ2 3လိုမျိုးရှိရပေါ့ဒီချက်မှာဟုတ်ပြီနော်အဲ့တော့ဒီချက်ကလေကောင့်ကဘယ်နှကြိမ်ပါလဲသိချင်တာဟုတ်ပြီနော် count 2ဆိုရင် numbers dot count ကိုကောင့်လုပ်ချင်တဲ့ values ကို item ကိုထည့်ပေးလိုက်ပါဒါဆိုရင်တော့သူကသူကောင့်လုပ်သွားပါလိမ့်မယ်ကောင့်ကဘယ်နှကြိမ်ပါလဲဆိုတော့ဒီမှာ6ကြိမ်ပါမှာဖြစ်ပါတယ်ဒီမှာ1 2 3 4 5 6အဲ့တော့ list ထဲမှာရှိတဲ့ item တွေကဘယ်နှကြိမ်ပါလဲဆိုတာကိုသိချင်လို့ရှိရင်အခြေတို့ count ဆိုတဲ့ method ကလေးကိုအသုံးပြုပြီးတော့ရည်လို့ရပါတယ်ဟုတ်ပြီနောက်တစ်ခုကဒီချက်မှာဒီမှာဒီချက်မှာ num ပေါ့လေ number ပေါ့ထားလိုက်တော့ number ထဲမှာဒီချက်က number list ထဲမှာ3 1 7 2 19 13 9ချေဟိုင်းနော်5ပေါ့ကဲဒီလိုမျိုးထားလိုက်တယ်နောက်တစ်ခုကဘာတင်ပါလဲဆိုတော့ဒီချေဒါလေးကိုပြောခင်နောက်တစ်ခုကဘာလဲဆိုတော့ sort ဆိုတဲ့ method ကလေးကိုတင်ပါမယ်ဟုတ်ပြီနော် sorting စီမယ်ပေါ့ဟုတ်ပြီ sorting စီမယ်အဲ့တော့အခု number ဆိုတဲ့ list ထဲမှာခြေတို့ item တွေကပြောက်တော့ရှိတယ်ပေါ့ဟုတ်ပြီနော်ပြောက်တော့ရှိတယ်ဒါဆိုရင်ဒီခြေက number dot sort ဆိုပြီးတော့ sorting စီရင် print ဆိုပြီးတော့ number ကိုပြန်ထုတ်ကြည့်တယ်အဲ့တော့ sort ကဘာလုပ်ပေးလဲဆိုတော့ခြေတို့ရိုးရိုးတန်းတန်းပဲဒီမှာထုတ်ကြည့်လိုက်မယ်နော် print number ကိုထုတ်ကြည့်မယ် sort စီပြီးတော့ထုတ်ကြည့်တယ်ဒါကရိုးရိုးတန်းတန်း number ကဒီထုတ်ထည့်ထားတဲ့အတိုင်းပဲ3 1 7 2 19 13 9 5ဆိုပြီးတော့ဟုတ်ပြီနော်အဲ့ဒါကိုဒီချက်က sort လို့စီလိုက်ရင်သူက ascending order ဆိုတာငယ်စဉ်ကြီးလိုက်စီပေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ရိုးရိုးတန်းတန်းပဲ number dot sort ဆိုရင် ascending order နဲ့စီပေးပြီးတော့နောက်တစ်ခု number dot sort ဆိုပြီးတော့reverse equal to true ထားရင် dot print number ကိုထုတ်ကြည့်ရင်เนาะ descending order နဲ့စီပေးမှာဖြစ်ပါတယ်ဒါဆိုရင်เนาะကြီးစဉ်ငယ်လိုက်စီပေးမှာဖြစ်ပါတယ်အဲ့တော့ sort ကို2မျိုးသုံးလို့ရပါတယ် Yordan sort ဆိုရင်เนาะ ascending order နဲ့စီပြီးတော့number dot sort ပဲဒါပေမဲ့ခွင့်စာကွန်ပျူတာမှာ reverse equal true ဒါဆိုရင်တော့ descending order တနည်းအားဖြင့်ကြီးစဉ်ငယ်လိုက်စီပေးမှာဖြစ်ပါတယ်ဒါကတော့ socket လုပ်ပုံပဲဖြစ်ပါတယ်နောက်တစ်ခု list လေးတစ်ခုထားလိုက်ပါအောင်ဒီချက် num ဆိုပြီးတော့ထားလိုက်မယ် num ကိုnum ထဲမှာဒီချက်က3 6 1 2 8ကိုပေါ့အဲ့လိုထားလိုက်တယ်ပြီးွားရင် num dot reverse ဆိုပြီးတော့ print ဆိုပြီးတော့ဒီ num ကိုထုတ်မယ်အဲ့တော့ reverse ကိုမထုတ်ခင်ရိုးတမ်းမဲ့ print ဆိုပြီးတော့ num ကိုထုတ်ကြည့်အောင်မယ်အပေါ်က print လေးတွေခဏပိတ်လိုက်မယ်နော်ရောနေမှာဆိုလို့လေအဲ့တော့ဒီမှာအပေါ်မှာprint ထုတ်ထားတဲ့ print လေးတွေခဏပိတ်လိုက်ပြီ okay ရပြီအဲ့ဆိုရင်မရောတော့ဘူးအဲ့တော့ဒီချက်မှာဘာရှိလဲဆိုတော့ num ထဲမှာဒီ item လေးတွေထည့်ထားတယ်ပေါ့လေဒီကဏ္ဍလေးတွေထည့်ထားတယ်အဲ့တော့ရိုးတမ်းမဲ့ num ကိုထုတ်ကြည့်တယ်နောက်တစ်ခုကအခုဘာတင်ပါလဲဆိုတော့မေ့နေရဒါ reverse ကိုတင်ပါဟုတ်ပြီနော် reverse ကိုတင်ပါ reverse ကပေးထားတဲ့ item ကိုပြောင်းပြန်လှန်ခြင်းတဲ့အခါမှာခုနတုန်းကတော့ sort ကို reverse equal true ဆိုရင်ကျွန်တော်ကitem ကို sorting စီပြီးတော့ ascending order descending order ဒါမျိုးနဲ့စီပေးတာဖြစ်တယ်ဒါကတော့ reverse ကတော့လေသူကစီပေးတာမဟုတ်ဘူးထည့်ထားရင်ထည့်ထားတဲ့အတိုင်းပြောင်းပြန်ထုတ်ပေးတာဒါမျိုးဆိုရင် reverse ဒီမှာဆိုရင်ထည့်ထားတဲ့အတိုင်းက3 6 1 2 8 9ဆိုပြီးတော့ထည့်ထားတာ num dot reverse ဆိုရင် तू က sorting လည်းမစီပေးဘူးသူကထည့်ထားတဲ့ဟာကိုပြောင်းပြန်8 9 2 1 6 3ဆိုပြီးတော့ပြောင်းပြန်စီပေးလိုက်တာဒါကတော့ဒီချေတို့
list တွေမှာအသုံးပြုထားတဲ့method တွေပဲဖြစ်ပါတယ်အားလုံးပဲနားလည်မယ်ထင်ပါတယ်เนาะဒီချက်အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ Python lecture ကိုထပ်ပြီးသင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီချက်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်